ဘောလုံးပေါင်ကြားတဲ့ညက်ပြီးတော့ရှေ့မှာရှိတဲ့ promo ဘူးတွေကိုယူရမှာဖြစ်တယ်ဘောလုံးကပြုတ်ကျသွားနိုင်ပါတယ်ပြီးတော့ခလုတ်တိုင်သွားနိုင်ပါတယ်အဲ့တော့ကြော်ပြီးတော့သွားတာတို့စီးကိုကြော်လိုက်တာတို့ဒါမှမဟုတ်ကြားတဲ့နေရာကနေကြော်ပြီးတော့ယူလိုက်တာလို့မလုပ်လို့မရပါဘူးအဲ့ဒါတော့ကျွန်တော်တို့စီးမြင့်စီးကန်းနဲ့ဒါသတ်မှတ်ထားဖြစ်တဲ့အတွက်သေချာစောင့်ကြည့်နေပါတယ်ဟုတ်ပြီလားတပူယူလာပါခင်ဗျာတပူယူလာပါခင်ဗျာပေါင်ကြားညက်ပြီးတော့ကြားပြန်ကောက်တော့မကြားဘူးဘာလို့ထဲမှာလဲဘာလို့လည်းထဲမှာမဟုတ်ဘူးညလာပြီးဆောင်းတယ်大声点！